မင်္ဂလာပါကိုဦးဆိုင်မင်္ဂလာပါမင်္ဂလာပါအခုလိုတယောတီတရားမှာကျွန်တော်တို့အဖွဲ့မှာလာပြီးတော့အားဖြစ်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်မအားရကြရကနေပြီးတော့ဟုတ်ကဲ့ပါအခုကျွန်တော်ဒီတယောတီတရားနဲ့ပထမဆုံးပေါ့နော်ဒါဒီလိုတချင်းပေါင်းဝင်ရတာရမ်းဝမ်းသာပါတယ်ဒီတချင်းလေးလည်းကျွန်တော်လာလေးနဲ့အကောင်းဆုံးကြိုးစားထားတယ်ပေါ့နော်ဒီတချင်းလေးကိုလည်းခံစားနားဆင်ပြီးအောင်ကိုဝေးကြံကြီးကထပ်ပြောပြပါလိမ့်မယ်ဒီတချင်းနဲ့ပတ်သက်တယ်ကျွန်တော်တို့နှစ်ယောက်ကတော့ national တချင်းနဲ့တော့ကျွန်တော်တို့ဆိုင်းဝိုင်းနဲ့ကျွန်တော်တို့နှစ်ယောက်တော့တီးဘူးတယ်ပေါ့နော်ဒါဒုတိယကြိမ်ပဒလာလေးနဲ့ဘိုးဆန်နဲ့ကျွန်တော်နဲ့နှစ်ယောက်ပြန်တွေ့ကြတာပေါ့နော်ဘိုးဆန်နဲ့တော့အလုပ်တွေအများများတော့မနေဖမ်းခက်နော်အဲ့တော့အခုကျွန်တော်ဒီပြမဲတချင်းလေးကတီးစရာမြကလောင်ရေးသားပြီးတော့မူရင်းဒေသရှင်ပီလာပေဒီဆိုထားတဲ့ဇွဲတချင်းပေါ့နော်ကျွန်တော်ဒီကာလမှာလည်းကျွန်တော်ဟိုစာရေးဆရာတွေရေးထားတယ်ပေါ့နော်မြန်မာနိုင်ငံလူနိုင်ငံသားတွေကဗမာလူမျိုးတွေကရေတက်ငစင်ရိုင်းပေါ့ရေတက်ငစင်ရိုင်းလို့ဖြစ်လို့မရအခုဒီဒေါ်လာကြီးကလည်းအခု9နှစ်ကျော်ကာလအထိတောင်ရောက်ခဲ့ပြီဒေါ်လာပြည်သူများအားလုံးရေတက်ငစင်ရိုင်းမဟုတ်ဘူးကောက်ယူမီမဟုတ်ဘူးပေါ့နော်အဲ့ဒါကိုတသက်ပြအနေနဲ့လည်းအခုဒီဒေါ်လာကြီးရဲ့ပြရုပ်ကထားပါအဲ့တော့ကျွန်တော်တို့တွေအောင်ပွဲအထိရဖို့ဆိုရင်ဆွဲကောင်းမှုလိုအပ်တယ်ကောက်ယူမီခဏတာများမဟုတ်ဘဲနဲ့အဆုံးထိအောင်မြင်တဲ့ပန်းတိုင်ရောက်တဲ့ဒီကျွန်တော်တို့သွားဖို့အတွက်လိုအပ်တဲ့အချိန်ခွန်အားတွေအင်အားတွေသတိပြုစရာလေးချင်းလေးဖြစ်တဲ့အတွက်ဒီချိန်ဒီကာလနဲ့ကိုက်ညီမဲ့ချင်းလေးတစ်ပုဒ်ရွေးချယ်ထားတာဖြစ်ပါတယ်ဟုတ်ဒီခါတော့တသားတီဆိုမှာပေါ့နော်ဆိုပြီးတော့တီမယ်ကိုဦးဆန်နဲ့ကျွန်တော်နဲ့အဲ့လိုမျိုးဆိုပြီးတီပါပါအဲ့တော့ကြည့်ကြကြတဲ့လူများအားလုံးတချင်းစာသားလေးတခြားနားဆင်ပြီးတော့ခံစားပေးပါလို့ဒီနေရာနေပြောကြတင်ပါတယ်ဗမာတမျိုးလုံးရင်တာဝန်တွေကိုလုံလာဝရိယဆွဲနေခေဒီကံမလွေအမြေအောင်နိုင်မြည်ဗမာတမျိုးလုံးရင်တာဝန်တွေကိုလုံလာဝရိယဆွဲနေခေဒီကံမလွေအမြေအောင်နိုင်မြည်အခုတော့လေမြမပြည်ရေတဲ့ငစင်ရိုင်းသူပပုံခိုင်းလို့ဆိုပြန်သည်ကောက်ယူမိတမျှဟုံးကနေထားသည်အခုတော့လေကျွန်တော်တို့မြမပြည်ရေတဲ့ငစင်ရိုင်းသူပပုံခိုင်းလို့ဆိုပြန်သည်ကောက်ယူမိတမျှဟုံးကနေထားသည်ပြီးတော့တလီကျွန်တော်အသေးထဲမှာဆွဲလောက်နာပြန်ပါသည်စော်ရာလေးမနေရင်ဖောက်လိုက်ရင်တဲ့ဘာသာကြားနဲ့အများကဆိုပြန်သည်အဲ့ဒါကြောင့်မခံခြင်းသည်စံတင်လို့ပြကြစုရဲ့အမှန်မင်းဝရိယနဲ့ဗမာမှန်သမျှလုတ်ပြစေခြင်းသည်ဆွေဟူပင်အတီးမြဲကြဖို့စိတ်ရင်းကောင်းနဲ့အမျိုးသားအမျိုးသမီးတို့သည်ဆွေဟူပင်အတီးမြဲကြဖို့စိတ်ရင်းကောင်းနဲ့အမျိုးသားအမျိုးသမီးတို့သည်အရာရာမျိုးကျန်းစီကတူကျန်းစီကတူတို့ဗမာမျိုးပြူကျွေဖို့အတီးဆွဲရှိပါအောင်နိုင်မည်
လုံလဝရိယဆွဲကူမြေအောင်ပဲတီမြေအောင်ပဲအတီအသေးတွေမှာဆွဲကတိုင်မိုင်နိုင်နိုင်မြိုင်မြိုင်ဆိုင်ဆိုင်အထက်တန်းကြာကြာနာနာတတိပြက်တီရှိကြစေခြင်းဒီလုံလဝရိယဆွဲကူမြေအောင်ပဲအတီမြေအောင်ပဲအတီအသေးတွေမှာဆွဲကတိုင်မိုင်နိုင်နိုင်မြိုင်မြိုင်ဆိုင်ဆိုင်အထက်တန်းကြာကြာနာနာတတိပြက်တီရှိကြစေခြင်းဒီဗမာပြည်ပြည်စွမ်းဆောင်ကြဖို့တလီယောက်ျားအာသာနေကောင်းကင်ကျဲကိုမလွတ်တမ်းဆွလန်းနိုင်ဖို့တီဗမာပြည်ပြည်စွမ်းဆောင်ကြဖို့တလီယောက်ျားအာသာနေကောင်းကင်ကျဲကိုမလွတ်တမ်းဆွလန်းနိုင်ဖို့တီအထက်ပါစကားဤမွက်ခါချားသည်မွက်ခါချားသည်အထက်ပါစကားဤကျန်ကစီအဖန်ပန်တားလို့ပန်ကြရပြန်သည်ပင်လေပြင်းဥခက်သည်တကယ်ပင်ထူးမြတ်သည်သူဆွဲကောင်းလို့အောင်ပါသည်အလောင်းတော်စနကပြုမှုချက်သည်ယောက်ျားလုံလားအသုံးချလို့ထီးနှံဆန်ရသည်ပင်လေပြင်းဥခက်သည်တကယ်ပင်ထူးမြတ်သည်သူဆွဲကောင်းလို့အောင်ပါသည်အလောင်းတော်စနကပြုမှုချက်သည်ယောက်ျားလုံလားအသုံးချလို့ထီးနှံဆန်ရသည်အဲ့ဒီပမာထုံးကိုအစင်သုံးဖို့ကျွန်တော်နှိုးဆော်သည်အဲ့ဒီပမာထုံးကိုအစင်သုံးဖို့ကျွန်တော်နှိုးဆော်သည်ဆွေကိုပင်အတီးမြဲကြဖို့စိတ်ရင်းကောင်းနေ၏အမျိုးသားအမျိုးသမီးတို့သည်ဆွေကိုပင်အတီးမြဲကြဖို့စိတ်ရင်းကောင်းနေ၏အမျိုးသားအမျိုးသမီးတို့သည်အရာရာမျိုးကျန်းစီကတူကျန်းစီကတူတို့ဗမာမျိုးကျူးကျွေဖို့အတီးဆွဲဆွဲဆွဲရှိမှအောင်နိုင်မည်